ချစ်ဆုံးရဲ့ပြစ်ရှာမှုကဆိုတော့မြေတားဆုံးမဘွားနဲ့သစ္စာလုံးသားအမေရုံဆုံးရမယ်လက်ွယ်ညတကောင်းဘုံမောင်ကြမှာဖြင့်မိဘညနေရမည်